အားလုံးပဲမင်္ဂလာပါအခုတလောက်ပေါ့နော်ကျွန်တော်ဖခင်ရဲ့ကောင်းမြတ်ချက်ကိုစင်ကြင်မိတဲ့အရာကျွန်တော်ကိုခွန်အားဖြစ်စေတဲ့အရာကျွန်တော်ကိုကျွန်တော်ရဲ့စိတ်နှလုံးကိုအများကြီးပြောင်းလဲပေးစေတဲ့အရာကိုကျွန်တော် share လုပ်ချင်တယ်အဲ့ဒီဟာလေးကိုကျွန်တော် share လုပ်ချင်တယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်ကတရက်ပြီးတရက်သွားလာတယ်လောက်ကင်လှုပ်ရှားနေရတဲ့အခါမှာကျွန်တော်စဉ်းစားတယ်ငါဒီနေ့စကားပြောလိုက်တဲ့အရာတွေငါဒီနေ့လှုပ်ဆောင်တဲ့အရာတွေကဖယားနှစ်သက်ပါမလားပေါ့နော်ကျွန်တော်စဉ်းစားတယ်ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်လှုပ်ဆောင်တဲ့အရာကဖယားစာချေစာညွန့်နဲ့တိုက်လိုက်ရင်တကယ်ယူစရာကောင်းတယ်နော်နှစ်သက်စရာမကောင်းဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်ကအဲ့လိုနေထိုင်သွားလာလှုပ်ရှားနေတော့လဲပဲပြောဆိုနေတော့လဲပဲဖယားကကျွန်တော်ကိုပို့ဆောင်ဆက်ပဲကွယ်ကာနေဆက်ပဲသူရဲ့မေတ္တာကကျွန်တော်အတွက်လူလောက်တယ်ပူရှာတယ်နှွေးထွေးမှုပေးတယ်ညစ်တဲ့ချစ်ကိုပေးတယ်လူလောက်တယ်ပူရှာတယ်အဲ့တော့ကျွန်တော်အထက်မှာလေအမြင်အဲ့လိုဖယားကငါ့ကိုချစ်လိုက်တာဖယားငါ့ကိုဘာကြောက်အဲ့လောက်ချစ်နေရတာလဲဆိုတော့အမြင်တဲ့ကျွန်တော်အထက်မှာလေဖယားငါ့ကိုချစ်လိုက်တာဘာကြောက်ဖယားငါ့ကိုဒီလောက်တော့ချစ်ရတာကျွန်တော်အမြင်တဲ့အဲ့လိုဖြစ်နေတယ်အဲ့တော့အဲ့လိုပေါ်ပြပေးနေတဲ့ဖယားရဲ့အတရှင်တော်ဝိညာဉ်တော်ရဲ့ကိုလည်းကျွန်တော်ယေရှုတင်တယ်မေတ္တာကိုညွှန်းလောက်ပေးတဲ့ဖယားကိုလည်းယေရှုတင်တယ်တရှင်တော်ဝိညာဉ်တော်အဖြစ်ဖယားကကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာမေတ္တာကိုသွန်းလောက်ပေးတယ်လို့ယောမအခါကြီးကအငယ်ငါမှာပြောထားတာပေါ့နော်အဲ့ဒါအကြောင်းမလို့ဒီမေတ္တာကိုငါခါစားရတယ်ငါသိနေတယ်ဆိုတော့ဒီအခါမှာယေရှုတင်တယ်အဲ့တော့ကျွန်တော်အဲ့လိုဖယားရဲ့ကျွန်တော်ကိုတအားချစ်တယ်ဆိုတာကိုကျွန်တော်စဉ်းစားနေတဲ့အခါမှာကျွန်တော်အထက်မှာဖြစ်လာတဲ့အရာကပါလဲအဲ့ဒါဆိုရင်ဒီကိုဒီလောက်ချစ်တော်ဖယားဘယ်တော့မှအပြောက်လဲမရှိဘဲနဲ့ကျွန်တော်ကောင်းဒီဖြစ်စေမကောင်းဒီဖြစ်စေကျွန်တော်ကိုချစ်နေတဲ့ဖယားသူ့ရဲ့အမှုကိုဆောင်တဲ့အခါမှာဒီသစ္စာရှိသလားကိုမေးခုပြဖြစ်နေအဲ့တော့ကျွန်တော်စဉ်းစားတယ်ဖယားအမှုကိုဆောင်တဲ့အခါမှာကျွန်တော်ကဇာတိတွေများတယ်ဖယားရဲ့အလိုတော်ကိုဝင်ခါဖို့ထက်ကိုလိုချင်တာကိုပူပြီးဥစားပေးတတ်တယ်ကျွန်တော်အဲ့ဒါအတွက်ကျွန်တော်ပြန်စဉ်းစားလေကျွန်တော်ရှောက်လန့်ခဲ့တဲ့ဟာကိုပြန်စဉ်းစားတဲ့အခါမှာကျွန်တော်မျက်ရည်ကျတယ်ကျွန်တော်တကယ်ပဲကျွန်တော်ကိုဒီလောက်ချစ်တော့ဖယားကျွန်တော်ကိုဘာမှမချာထားပဲနဲ့ကျွန်တော်ကိုချစ်တာနော်ကျွန်တော်ကိုချစ်တာအဲ့လိုကျွန်တော်ကိုချစ်တဲ့ဖယားကိုကျွန်တော်ကဘာကြောင့်မလို့သူ့ရဲ့ချစ်မေတ္တာကိုတခါတလေကြရင်ညှိပယ်ရတာလေအတိမမပြုတ်ချင်တာလေတခါတလေကြရဲ့ကွာဖယားရှိလို့ရှိမှတော့မတီးတဲ့အချိန်ကြီးရှိတယ်အဲ့လိုပဲပြောရမှာဘာကြောက်လဲဆိုကိုလုံနေတဲ့အရာတွေကိုပြောလိုက်တဲ့စကားတွေကဖယားရှိတယ်လို့တောင်းမှကိုအထက်မှာဝရိယမရှိတဲ့ငါနဲ့အတူဖယားကကျွန်တော်နဲ့အတူရှိနေပါလားငါဒီစကားကိုပြောလိုက်ရင်ဆိုတော့အတွေ့လေးမရှိဘူးကိုပြောချင်တာစွတ်ပြောလိုက်တယ်ကိုလုပ်ချင်တာလုပ်လိုက်တယ်ဖယားကကျွန်တော်နဲ့အတူရှိနေပါလားဆိုတော့အတွေ့တောင်မတွေ့ပဲနဲ့ကိုလုပ်ချင်တာကိုပြောချင်တာကိုစွတ်ပြောလိုက်တဲ့အများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကဖယားရဲ့
အမှုတော်ကိုဆောင်တယ်ဖះအမှုကိုဆောင်တယ်လို့ပြောတဲ့အခါမှာတကယ်စဉ်းစားကြည့်ပါမိတ်ဆွေတင်ဒီလည်းအမှုတော်ဆောင်တယောက်ဖြစ်တယ်ဆိုရင်ကန္တာအတိတိကနေအမှုတော်ဆိုဆောင်ကြတာနော်ပါစတာဖြစ်မှအမှုတော်ဆောင်တာမဟုတ်ဘူးနော်ကန္တာအတိတိကနေအမှုတော်ဆောင်လို့ရတယ်အဲ့တော့အဲ့ဒီထဲမှာတင်ဒီဖះမြတ်တာကိုတကယ်ခါစားရတော့သူဖះမြတ်တာကိုတကယ်ဒီအထက်မှာဖះငါ့ကိုဘာလို့ဒီလောက်တော့ချီရတာလဲဆိုဖះမြတ်တာကိုတကယ်သိနေတော့သူဝိညာဉ်တွေပေါ်ပြချက်ကိုခံနေရတော့သူတယောက်ဖြစ်တယ်ဆိုရင်တင်းဒီအမှုတော်ထဲမှာတကယ်သစ္စာရှိလားသစ္စာရှိဖို့ရောတင်းစုပ်ဖြတ်လားစုပ်ဖြတ်ချက်ချလားဘာလို့အဲ့လိုပြောရလဲဆိုတော့သစ္စာရှိတယ်ဆိုတာလူရဲ့သစ္စာကမတည်မြဲဘူးလေနော်ဝိညာဉ်တော်မဆာမတာလေသစ္စာရှိနိုင်မှာဖြစ်တယ်အဲ့တော့အဲ့ဒီဝိညာဉ်တော်ရဲ့မဆာဖို့ကကိုယ်စုပ်ဖြတ်ချက်ချဖို့လိုအပ်တယ်လေနော်ဘုရားအပေါ်မှာသစ္စာရှိဖို့အဲ့တော့ကျွန်တော်တို့ကကျွန်တော်လူရီတောင်မှကိုယ့်အပေါ်မှာကောင်းသောသူတွေရဲ့အပေါ်မှာပြာကောင်းချင်တဲ့သဘောတဘာဝရှိတယ်ကိုယ့်အပေါ်မှာမကောင်းတဲ့သူတွေအပေါ်မှာမကောင်းချင်တာကတော့လူရဲ့တဘာဝပဲဒါပေမဲ့အဲ့ဒီတဘာဝအလုံးမှာရှိတဲ့မေတ္တာကိုကျွန်တော်တို့အထက်မှာသုံးလောက်ချစ်ခါရတာနော်ပြောချင်တာကကိုယ့်ကိုချစ်တော်သူကိုပဲချစ်ရမှာမဟုတ်တော့ဘူးကိုယ့်ကိုမချစ်တော်သူကိုလည်းချစ်ရတော့မယ်ဘာလို့လဲတဘာဝရဲ့အထက်မှာရှိတဲ့မေတ္တာကိုတဘာဝမှာရှိနေတဲ့ကျွန်တော်တို့အထက်ကိုသုံးလောက်ပေးချစ်ခံရတယ်အဲ့တော့ကျွန်တော်တို့အထက်မှာရှိတဲ့ဖခင်ရဲ့မေတ္တာကတဘာဝအလွန်ဖြစ်တယ်အဲ့တော့လူတဘောတဘာဝနဲ့ဖြစ်တတ်သောအရာတွေပုံမှာမဟုတ်ပဲနဲ့လူတဘောတဘာဝကကိုယ့်ကိုမချစ်တော့သူကိုမချစ်နိုင်ဘူးဒါမဲ့တဘာဝအလွန်မှာရှိတဲ့ဖခင်ရဲ့မေတ္တာကတင်နဲ့ဖခင်နဲ့ကျွန်တော်နဲ့ဖခင်နဲ့ယံသူဖြစ်နေလျက်ပြင်ချစ်တော်ဖခင်ကိုယံသူကိုတောင်မှတားတော်ကိုပေးပြီးတော့မှအသက်နဲ့ကယ်ပေးတော်ဖခင်အဲ့ဒီတဘာဝအလွန်မှာရှိတဲ့ဖခင်မေတ္တာကိုကျွန်တော်တို့အထက်မှာတန်ရှင်းတော်ဝိညာဉ်တော်အဖြစ်သုံးလောက်ပေးချက်ခံထားရတယ်ဒါဆိုရင်တင်ဒီဖခင်အမှုတော်ဆောင်ဖခင်အမှုတော်ထဲမှာပါဝင်တဲ့အခါမှာတင်ဘလို့ပူစာမျိုးနဲ့အမှုတော်ဆောင်တယ်လေတင်ဒီအတင်းတော်လူကြီးတယောက်ဖြစ်နေတယ်ဆိုရင်တင်ဒီအတင်းတော်ကိုဘာကြောင့်မို့လို့ဒီအတင်းတော်လူကြီးနေရကိုဘာကြောင့်မို့လို့ယူချင်ရတာလဲဘာကြောင့်မို့လို့ယူထားတာလဲအဲ့ဒါဆိုအဲ့ဒီအတင်းတော်လူကြီးတယောက်နေရကိုရထားပြီဆိုရင်တင်ဘာလို့ရမလဲတင်စဉ်းစားမရလားတခါတော့တင်စဉ်းစားဘူးလားနေရရရဲ့တော်ပြီလားမဟုတ်ဘူးနော်ဖခင်မြတ်တာကိုကျွန်တော်တို့ကဖခင်မြတ်တာကိုတွန်းလောက်ပေးချစ်ခါရတဲ့အခါမှာထိုမြတ်တာကနောက်တပတ်နောက်လူတယောက်စီမှာကုဆက်ဖို့ဖြစ်တယ်ဒါမဲ့အခုကျွန်တော်တို့ခရိယာတွေမှာထိုမြတ်တာကိုခါစားရတဘာဝအလွန်မှာရှိတဲ့ဖခင်မြတ်တာကိုတွန်းလောက်ပေးချစ်ခံရတော့လဲပဲကျွန်တော်တို့ဒီမှာအမုတ်တရားတွေပွားများနေတယ်ဒါဆိုရင်ဒီအထက်မှာဖခင်မြတ်တာကိုတွန်းလောက်ပေးချစ်ခံရတော့သူတယောက်ဖြစ်တယ်ဆိုရင်ဆိုတာကိုစဉ်းစားဖို့လိုအပ်တယ်ဒါတရားဖြစ်เสียတော့ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့လူတဘောတော့ဘာဝမှာဖြစ်တတ်တဲ့မေတ္တာကိုကျွန်တော်တို့အထက်မှာသုံးလောက်ပေးတာမဟုတ်ဘူးသူနဲ့ကျွန်တော်တို့နဲ့ယံသူဖြစ်နေတဲ့အချိန်တောင်မှသားတော်ရင်ကိုမနှမျောပဲနဲ့ကျွန်တော်တို့ကိုအပြစ်ကနေကယ်နှုတ်ဖို့အတွက်နော်ယံညင်းဖို့အတွက်သားတော်ကိုပေးတော်ဖေရဖြစ်တယ်တဘာဝအလွန်မှာရှိတဲ့မေတ္တာသူ့ရဲ့မေတ္တာတွေကိုကျွန်တော်တို့အထက်မှာသုံးလောက်ပေးထားတာဒါဆိုရင်တယောက်နဲ့တယောက်အတင်းတော်ထဲမှာမချစ်နိုင်တာတယောက်နဲ့တယောက်မေတ္တာမထားနိုင်တာကွဲပြားချင်နေရတာတွေတယောက်နဲ့တယောက်မကြည်ညိုနိုင်တဲ့အရာတွေကဘယ်ကလာတယ်လဲ
ထိုကဲ့သို့တင်ဒီဖြစ်နေတယ်ဆိုရင်တင်းဆူတောင်းပါဝိညာဉ်တော်ရဲ့မဆာချက်တင်းမှလိုအပ်နေပြီစုံစားချက်တင်းစီမှာရောက်နေပြီဖခင်ကအဲ့လိုမျိုးဟာတွေကိုဖခင်ကအဲ့ဒီမေတ္တာဖောက်ပြတတ်သောမေတ္တာကိုတွန်းလောက်ပေးထားတာမဟုတ်ဘူးမပြည့်စည်နိုင်တော့တာမပြည့်စည်နိုင်သောမေတ္တာထာဝရတည်သောမေတ္တာကိုကျွန်တော်အထက်မှာတွန်းလောက်ပေးထားတဲ့မိတ်ဆွေအဲ့တော့ကျွန်တော်ဒီကိုပြစဉ်းစားတဲ့အခါမှာအိုးဖခင်ကငါ့ကိုဘာလို့ဒီလောက်တောင်ချစ်တာလဲငါ့ကိုဘာလို့ဒီလောက်တောင်ချစ်တာလဲငါ့ကိုတအားချစ်တာပါလားဆိုတော့ကျွန်တော်အစိတ်ကျွန်တော်အထက်မှာလေတနုံနုံနဲ့ခါစားနေရတယ်တီးနေရတယ်ပျော်တယ်တဲ့လားအဲ့လိုအထက်ထဲမှာဖြစ်နေတဲ့အခါမှာကိုတအားချစ်လဲလူရှိနေတယ်ဆိုတာအထက်ထဲမှာအမြဲတမ်းနှုတ်ဆောင်ချစ်ခံနေရတဲ့အခါမှာတအားပျော်တယ်ပြေတိဖြစ်တယ်နော်တအားကြည်နဲ့တယ်နော်အဲ့ဒါကဝိညာဉ်တော်အားဖြင့်ပေါ်ပြပေးနေတဲ့အရာတွေဖြစ်ကျွန်တော်တအားကျေးဇူးတင်တယ်နော်အဲ့ဒီကျွန်တော်အထက်မှာအမြဲတမ်းပေါ်ပြပေးနေဖခင်မြတ်တာကိုပေါ်ပြပေးနေဝိညာဉ်တော်ကိုလည်းကျွန်တော်တအားကျေးဇူးတင်တယ်တခါတလေကြာရင်ကျွန်တော်မျက်ရည်ကျတယ်နော်ကျွန်တော်မျက်ရည်ကျတယ်ဘာလို့လဲဆိုတော့အိုးငါကဖခင်တလောက်တောင်ချစ်တာပါလားငါကဘာကြောင့်မလို့ဒီလိုဖယုတ်ဖျဲနော်ဖြစ်နေရတာလဲငါဘာလို့ဒီလိုကပေါက်ကရလုပ်နေတာလဲဖခင်ကတလောက်တောင်ချစ်တာကိုနော်သူရဲ့မြတ်တာကိုစင်ကြည်မြဲကမျက်ရည်တောက်ကြပါတယ်မျက်ဆွေလည်းပဲတေချာစဉ်းစားပါတကယ်ဝိညာဉ်တွေမဆာချစ်ကိုတောင်းခံပါကျွန်တော်တို့ရဲ့ခရိယန်အသက်တာဟာထိုမေတ္တာစစ်မှတော့မေတ္တာကိုမမြင်ရင်မသိရင်ကျွန်တော်တို့ရှုံးနေတယ်သူတပားကိုလည်းပြန်ပြီးတော့မေတ္တာမပြနိုင်ဘူးเนาะမပြနိုင်တော့ဘူးဘာကြောင့်လဲကိုယ်မှရှိတာကိုမသိလို့မခါစားရတဲ့အခါမှာကိုယ်စီကထွက်သွားတာကပါလဲမေတ္တာပြမထွက်နိုင်ဘူးမေတ္တာစီမထွက်နိုင်ဘူးဒါပေမဲ့ဖခင်ကကျွန်တော်ချစ်တာပါလားဆိုတော့တီးတဲ့အခါမှာသူတပားကိုပြချစ်ဖို့အတွက်ဝမလေးဘူးမနှောင့်နှင်းဘူးစဉ်းစားနေကြလည်းမလို့တော့ဘူးငါ့ဖះတလောက်တော့ချစ်ထားတာပဲဆိုတော့အဲ့ဒါကကျွန်တော်တို့ကြောင့်မို့အထက်ကမေတ္တာကပြန်ပြီးတော့သူတပားပေါ်မှာသစင့်ပြန်ပြီးတော့စီထွက်ချင်တာနော်ဒါကဝိညာဉ်တော်ကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်အခုတလောက်ကျွန်တော်ဖះမေတ္တာကိုစင်ကြည်မြင်နေပါတယ်ဝိညာဉ်တော်ကကျွန်တော်ဖះမေတ္တာကိုကျွန်တော်အထက်ကပေါ်ပြပေးနေတယ်တာဝန်တာတယ်ဂျေဇုလည်းတင်တယ်ဂျေဇုတော်လည်းချီးမွမ်းတယ်အမှုတော်ထဲမှာလည်းပဲဒါ၍သူရဲ့မာစာချက်သူရဲ့ပို့ဆောင်ချက်ကိုကျွန်တော်လိုအပ်တယ်ဆိုတော့လည်းပို့တီးရတဲ့အခါမှာကျွန်တော်တာဝန်တာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှက်လို့ချင်ပါတယ်ဖခင်မြတ်တာကိုခါစားရတော်သူတွေဖခင်မြတ်တာကိုဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအဖြစ်တည်မြဲတော်သူတွေခါစားတော်သူတွေဖြစ်ကြပါစေအားလုံးရဲ့ဖခင်ရှိကောင်းချီးပေးပါစေအာမင်